မင်္ဂလာပါရှင်ဒီနေ့ကတော့9လပိုင်း21ရက်နေ့ကနေ6လပိုင်း20ရက်နေ့အတွင်းမွေးဖွားတဲ့ဂျမန်နိုင်ရသည့်ခွင်လေးတွေအတွက်4လပိုင်းတစ်လစာကံအခြေအနေကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီလပိုင်းရဲ့ပထမဆုံးအပတ်အနေနဲ့ဒီအပတ်မှာကျတော့ဆုံးဖြတ်ချက်တစ်ခုကြောင့်ဖိတ်ရှုပ်ထွေးရမျိုးဖြစ်နိုင်ပါတယ်ရွေးချယ်စရာနှစ်ခုကြားကိုကိုယ့်ဘက်ကတည်တည်ချာချာမရွေးချယ်နိုင်သေးတဲ့အခြေအနေရှိနိုင်ပါတယ်တချို့အရာတွေကိုလောလောဆယ်မတွေးချင်သလိုမျိုးလည်းဖြစ်နိုင်ပါတယ်တခြားသူတွေရဲ့အမြင်နဲ့ကိုယ့်အမြင်မတူညီတာမျိုးဖြစ်နိုင်ပါတယ်စိတ်ကိုအေးအေးဆေးဆေးလေးထားပြီးတော့မှအချိန်ယူစဉ်းစားဖို့လိုအပ်ပါတယ်တယောက်နဲ့တယောက်စကားမပြောဘဲနဲ့ဝေးကွာနေတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်ပထမပတ်အဆုံးမှာတော့တေချာစဉ်းစားပြီးတော့လမ်းအသစ်တစ်ခုကိုရွေးချယ်နိုင်လာပါလိမ့်မယ်ဒုတိယအပတ်အနေနဲ့ကတော့ဒီပတ်မှာအားနည်းတယ်လို့ခန်းစားရနိုင်ပါတယ်ငွေကြေးပိုင်းသို့မဟုတ်အလုံးနဲ့ပတ်သက်ပြီးတော့မှစိုးရိမ်စရာရှိနိုင်ပါတယ်တယောက်တည်းဖြစ်နေတယ်လို့ခန်းစားရပေမဲ့ဘေးနားမှာတင်းကိုအကူအညီပေးမဲ့သူတွေရှိပါလိမ့်မယ်အခက်အခဲကယာယီတာဖြစ်ပြီးတော့မှဖြည့်ရှင်းနိုင်ပါလိမ့်မယ်ကိစ္စတစ်ခုခုဆိုလို့ရှိရင်တေချာစဉ်းစားပြီးတော့လုပ်ဖို့လိုအပ်ပါတယ်တင်ပေးမှာတင်းကိုနားလည်မဲ့သူတွေရှိနေပါတယ်တတိယအပတ်အနေနဲ့ဒီအပတ်မှာတစ်ခုခုကိုစားလုပ်ချင်တဲ့စိတ်တွေဖြစ်လာမယ်အလုပ်သေးသို့မဟုတ်စိတ်ဝင်စားစရာကိစ္စရဲ့တစ်ခုစတင်လာနိုင်ပါတယ်ခရီးတိုလေးတစ်ခုသွားရနိုင်ပါတယ်သတင်းကောင်းတစ်ခုကြားရနိုင်တယ်တင်ယူလေ့လာခြင်းစိတ်ပုံမမြင့်မာလာနိုင်ပါတယ်လူသစ်တွေနဲ့တွေ့ဆုံခြင်းလည်းဖြစ်နိုင်ပါတယ်ကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့အမြင်ကိုယုံကြည်ပြီးတော့မှလှုပ်ဆောင်ဖို့လိုအပ်ပါတယ်စနုထအပတ်အနေနဲ့ကြတော့ဒီအပတ်မှာမိသားစုနဲ့ပုံမနီးကပ်ပြီးတော့ပျော်ရွှင်မှုရနိုင်ပါတယ်။ဝေကြီးပိုင်းမှာလည်းတိုးတက်လာနိုင်ပါတယ်။အလုံးမှာလည်းအတိမတ်ပြုခံရနိုင်ပါတယ်။ရေရှည်အစီအစဉ်တစ်ခုစတင်စဉ်းစားမိလာနိုင်ပါတယ်။ပိုင်ဆိုင်မှုသို့မဟုတ်စုဆောင်မှုတစ်ခုခုလုပ်ဖို့အတွက်အခွင့်အလမ်းကောင်းတွေရလာပါလိမ့်မယ်။